နောက်တစ်ခါသုတမင်္ဂလာပြုတဲ့ဘောဓတပ္ပမင်္ဂလာဂါထာသုံးဂါထာဒီဂါထာကိုတပည့်တို့ဒီထက်ထက်တန်းတန်းမေတ္တာစေတနာထားရအာယုဝေါသောဒုက္ခမလာဒုက္ခပါဒာသနိဒုက္ခဘယပါဒာသနိဘယဒုက္ခပါဒာသနိရောဂဟောတုတဗ္ဗေပိပါဏိနောဘောဓတပ္ပမင်္ဂလာရက္ခန္တုတပ္ပဒေဝတာသဗ္ဗဗုဒ္ဓံမူလဝေနသရာတုတိဘုံတုတေဘောဓတပ္ပမင်္ဂလာရက္ခန္တုတပ္ပဒေဝတာသမ္မာဓမ္မမူလဝေနသရာတုတိဘုံတုတေဘောဓတပ္ပမင်္ဂလာရက္ခန္တုတပ္ပဒေဝတာသမ္မာသံဃာမူလဝေနသရာတုတိဘုံတုတေခုလိုလာရောက်အန္တရာယ်ကင်းจิตတာကိုစုတောင်းပေးခြင်းအတွက်တပည့်တော်တို့ကအထူးကျေးဇူးတင်အပ်ပါသည်ဆက်လက်ပြီးအစီအစဉ်မှာဒေါအောင်ဆန်းစုကြည်မှအမေရိကရောက်ဝါရှင်တန် DC ဒေသတဝက်မှမြန်မာမိသားစုများကိုနှုတ်ခွန်းဆက်စကားပြောကြားမှာဖြစ်ပါတယ်ဗမာမိသားစုတွေကိုနှုတ်ခွန်းဆက်စကားပြောရဲဆိုတော့ဗမာလည်းပဲပြောမှာနော်ဗမာစကားအောင်တတိယရတဲ့ကြားကြတယ်ရတာဒီလိုဒီမှာဘုရားကလေးတွေရောဗမာစကားသင်ပေးကြရတာအတေပြအောင်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ဘာသာစကားကိုယ့်ရဲ့ဇာတိကိုမေ့သွားတယ်ဆိုလို့ရှိရင်မကောင်းပါဘူးအခုတလောက်ကိုယ့်ရဲ့ပုံရိပ်ဟာလည်းတက်မှာဖြစ်ပါတယ်မြန်မာနိုင်ငံကနေပြီးတော့နှစ်ပေါင်းများစွာတကယ်ထွက်ခွာလာပြီးဒီနိုင်ငံမှာနိုင်ငံသားတွေချစ်ခံယူထားတဲ့သူတွေရတယ်ဒီလိုခံယူထားတဲ့အတွက်ကိုယ့်ကိုယ်ကိုဂုဏ်ယူနိုင်ပါတယ်ဘာမှဒီဟာလည်းမျက်နှာပူစရာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ့်ကိုလုံခြုံမှုပေးတဲ့နိုင်ငံမှာနိုင်ငံသားဖြစ်ခံယူရဟာအမှားတဲ့ကိစ္စမဟုတ်ပါဘူးအရေးကြီးတာကတော့ဒီနိုင်ငံမှာနေရဆိုလို့ရှိရင်ဒီနိုင်ငံမှာသစ္စာရှိရပါတယ်ကိုယ့်ကိုလုံခြုံမှုပေးထားတဲ့နိုင်ငံမှာသစ္စာရှိရမယ်ယေရှုတရားရှိတဲ့မေတ္တာနဲ့ထားနိုင်တာဒါပေမဲ့ကိုယ်နိုင်ငံလေးပေါ်မှာမေတ္တာသစ္စာထားလို့နိုင်ငံဟောင်းကိုဝေ့သွားရမယ်ဆိုတာတော့မဟုတ်ပါဘူးကျွန်မအများပဲပြောပါတယ်မိသားစုကိုယ့်မိသားစုအိမ်သားနေပြီးတော့အိမ်တော်ပြုထားတဲ့သမီးတွေတို့သားတွေတို့နောက်တဲ့အိမ်တော်စုတစ်ခုကိုရောက်သွားလို့အရင်တော့မိဘတွေကိုမေ့เสียရတယ်မလို့မိဘတွေကိုပြစ်ထားเสียရတယ်မလို့ကိုရောက်သွားတဲ့မိသားစုအသက်ပေါ်မှာသစ္စာရှိရမယ်မေတ္တာထားရမယ်တတ်နိုင်တဲ့များကိုယ့်ရဲ့တောင်းတကြည့်အောင်လုပ်ပါဒါပေမဲ့ကိုနောက်မှထားပြီးခဲ့တဲ့ကိုယ့်ရဲ့မိဘတွေကိုဂရုစိုက်တယ်လို့ကိုယ့်ရဲ့အဖိုးတွေအဖွားတွေကိုတတိယတွေကိုဒီလိုပဲကိုထွက်လာတဲ့ကိုဇာတိမျိုးဖြစ်တဲ့မြန်မာနိုင်ငံကိုလည်းတတိယကြပါတတ်နိုင်တဲ့ဖြစ်တတ်နိုင်တဲ့များပူကြီးချင်းပေးကြပါလို့ကျွန်မမေတ္တာရက်ခံချင်ပါတယ်အခုတော့ကျွန်တော်မြန်မာနိုင်ငံမှာဒီမိုကရေစီလမ်းကြောင်းကိုစပြီးတော့ရှောက်ပြီးဆိုတော့နောက်တိုးတက်မှုအတွက်အကူအညီတွေအများကြီးလိုပါတယ်ကျမတို့ပညာတတ်တွေလည်းလိုပါတယ်အဲ့တော့ဒီနိုင်ငံမှာအခွင့်အရေးရခဲ့လို့ပညာတွေသင်နိုင်ခဲ့တဲ့လူတွေဟာတစ်ချိန်တစ်ခါမှာတတ်နိုင်လို့ရှိရင်ဖြစ်နိုင်လို့ရှိရင်ကျမတို့နိုင်ငံအတွက်လည်းပြန်ပြီးတော့ကြည့်စီချင်ပါတယ်ပြန်ပြီးတော့မြန်မာနိုင်ငံမှာအခြေချပြီးတော့လုပ်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးဒီမှာတော့တိုင်းသားဆိုတာဟာဗမာတွေကလည်းတိုင်းသားတွေမှာတစ်ခုပါဖြစ်တယ်ဆိုတာကိုတတိပြုဖို့လိုပါတယ်ဗမာတွေကတော့သူများစုအကြီးဆုံးတိုင်းသားအုပ်စုကိုဒီလိုပြောလို့ရတယ်ဒါပေမဲ့တခြားတိုင်းရင်းသားတွေလည်းဗမာတွေနဲ့ထမ်းတူနိုင်ငံတွေမှာကျမတို့နိုင်ငံမှာ
for the Labiaminga and DDD last year. I feel bad for example, Myanmar and let myself become a citizen of another country. Myanmar government didn't provide anything for us. Myanmar Nanga which is a solution, go ahead, I mean, and in a 6 month hard solution. Tomorrow, China. Done in the Guniva. Shasia Luba, Jam, the China and the Kangara, Shasia Luba, Boasura, great Jury, you went down by. Dishi go young in Nanga, Jesu, Didaba, Dinangama, Anya Lizam and Nanga, Dadia Piamima. Every looking arching to Maria, Yamananga, Dikashi, Toshi, and looking at money. Who did up your Gaza, but the Luado, who have Gaza Hogo, the how Dambiro, Union Belmet had it, Uli, Jari, Kabaki, and our son, Sinzaja. So I built a diamond bono. Yamananga, Ma, democracy, very Chinese, Chma, you Sara, Dr. Buta Sara, Yoram, Pina Yemema, Nanga Yemema, you look shy, you look like this, Twara Nanga, Jumiri, Tea Uncle, look Virale, Imdama, Joe Shivali. Not the Kuaze, China Lucy, go ye, look out, Nanga Neman. ကျောင်းဝိရဲ့အတွင်းမှာဖြစ်ဖြစ်ကျောင်းဝိပြီဆိုလို့ရှိရင်လည်းအလုပ်မစားခင်ဖြစ်ဖြစ်အလုပ်ဝိရဲ့မှာဖြစ်ဖြစ်နောက်ပြီးတော့ပေးတဲ့ပေးနိုင်မဲ့အနေအထားတွေဖန်တီးဖို့လည်းစဉ်းစားကြပါကျမတို့မြို့နယ်တွေမှာဆိုလို့ရှိရင်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကနေပြီးတော့ထူထောင်ထားတဲ့အခမဲ့ကျောင်းတွေရှိပါတယ်ဒီလိုအခမဲ့ကျောင်းတွေမှာခဏတစ်ခုသွားပြီးတော့စာသင်ပေးတာမျိုးပေါ့နော်စသဖြင့်ဒါပေမဲ့ဒီလိုရေဘူးရအဖြစ်ပြောလို့တော့အင်တာမခက်ပါတယ်တကယ်ပဲကုညီခြင်းနဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်ကျမတို့အဖွဲ့ချုပ်နဲ့ဆက်သွယ်ပြီးတော့ကိုယ့်ရဲ့ပညာအရေးချင်းတွေကဘာတွေရှိလဲကိုယ့်ရဲ့အလုပ်အတွေ့အကြုံတွေကဘာတွေရှိလဲဘာဝါသနာပါလဲအဲ့ဒါကိုကျမတို့အသိပေးမယ်ဆိုရင်တော့ကျမတို့အနေနဲ့ဘယ်လိုနည်းနဲ့ကုညီနိုင်မလဲဆိုတာကိုအကြံပေးလို့ရပါတယ်နောက်ပြီးတော့လေဒီရှေ့မှာတော့ကျမတို့ဟာဒီလိုမြန်မာနိုင်ငံကိုပြန်ပြီးတော့ကုညီခြင်းနဲ့အဝေးရောက်မြန်မာလူငယ်တွေအတွက်စီမံကိန်းတွေစဉ်းစားဖို့လေကျမတို့ပြောနေပါတယ်စီမံကိန်းတွေချက်ချင်းနိုင်နေတော့လေအကောင့်ထဲပေါ်နိုင်မှာမဟုတ်သေးပေမဲ့လေစပြီးတော့စီစဉ်ဖို့ကျမတို့အရေးကြီးရှိပါတယ်